နောက်တစ်ခုကျွန်တော်ပြချင်တာကလည်းဆိုလို့ရှိရင်ကျွန်တော်ရေငှဲ့တဲ့အခါမှာဘယ်လိုငှဲ့လဲဆိုတဲ့အခါတော့ပြီးတဲ့အခါမှာကျွန်တော်တို့ဒီရေကိုပြီးတဲ့အခါမှာ sparkling water ရဲ့ purified water ရဲ့ဆိုပြီးတော့နှစ်မျိုးရှိတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအဲ့ဒါကိုမေးရတယ် would you like to try purified water or sparkling water ဒါမှမဟုတ်ရှင် still water or sparkling water ဆိုပြီးမေးတယ်မေးတဲ့အချိန်မှာအဲ့ဒါကတောင်းဆိုတာကိုကျွန်တော်တို့ကပြောတယ်အခုဒီလိုမျိုးဆိုလို့ရှိရင်ဒါကကျွန်တော်တို့က house water ပေးတယ်လို့ခေါ်တယ် house water ကြလို့ရှိရင်ကကျွန်တော်တို့ကအမြဲတမ်းမလုပ်လဲဆိုလို့ရှိရင်ရေခဲရေကိုပဲပေးပါတယ်ရိုးရိုးတာမန်ရေကိုပေးပြီးထားမရှိပါဘူးရေခဲရေဘာကြောင့်ပေးရလဲဆိုလို့ရှိရင်ကျွန်တော်ဒီအမြဲတမ်းလူတော်များများကအများအားဖြင့်ကရေခဲရေကိုလည်းတောက်ကြတယ် ice water ကိုလည်းတောက်ကြတယ်အိမ်မှာလည်းကျွန်တော်ဆိုလို့ရှိရင်ဘာလို့လဲ ice water ပဲတောက်တာများတယ်ရိုးရိုးတာမန်ရေကိုနောက်ပိုင်းမှာတောက်တဲ့ကရှားပါပြီအဲ့တော့ကျွန်တော်တို့ဒီလိုမျိုးပေးတယ်ဆိုလို့ရှိရင် ice water ကိုပဲဒီလိုလေးခဲ့လိုက်ပါတချို့သောဒေသတွေမှာဆိုလို့ရှိရင်တချို့သောနိုင်ငံတွေမှာဆိုလို့ရှိရင်ရေကိုရောင်းတယ်ဥပမာဘယ်နိုင်ငံတွေမှာရောင်းလဲဆိုလို့ရှိရင်ဂျပန်နဲ့အမေရိကလိုနိုင်ငံတွေမှာဆိုလို့ရှိရင်ကျွန်တော်ဒီလို house water ကိုပေးပြီးတာမရှိပဲရေကိုတည်တဲ့ရောင်းပါတယ်ရေမှာပဲနေရတယ်ဒီဘက်ကနေရာမျိုးမှာလည်းအဲ့ဒီအတိုင်းပဲရေကို house water ပေးတဲ့နေရာရှိတယ် house water မပေးဘဲနဲ့လုံးဝရောင်းတဲ့နေရာရှိတယ်နိုင်ငံတစ်ခုနဲ့ပြောမတူဘူးပေါ့နော်အခုကျွန်တော်ဘယ်လိုနဲ့လဲဆိုတဲ့ဥစ္စာလေးကိုပြပေးမယ်ညက်ပြီးလို့ရှိရင်ကျွန်တော်ဒီလက်နှလုံးအလိုမှာရလိုက်တာရတဲ့အချိန်မှာလည်းအခုဆိုလို့ရှိရင်ကျွန်တော်ကနောက်ကလက်ပြီးလေးလုံးထားသုံးနေလေရတယ်သုံးတဲ့ခါကျလို့ရှိရင်သူတွေရက်လိုက်ရတယ်အခုဆိုလို့ရှိရင်ကျွန်တော်ညက်ပြီးတော့အချိန်တက်လိုက်ပြီးတော့လက်နှလုံးအလိုမှာကျွန်တော်တို့ကခဲ့ပါတယ်လက်နှလုံးအလိုမှာခဲ့တာကရေပြီးလို့ရှိရင် soft drink အကုန်လုံးလက်နှလုံးအလိုမှာရတာ soft drink ဆိုလို့ရှိရင်ကျွန်တော်အခုဒီမှာဒီကောက်ဆိုလို့နော် soft drink ထည့်တဲ့အချိန်မှာဖြစ်လာတယ်ဆိုလို့ရှိရင်ဥပမာ Coca-Cola ဟာမျိုးထည့်တယ် gas ပါတယ် CO2 ပါတယ်ထည့်တယ်ဆိုလို့ရှိရင်သူဒီ CO2 အရှိန်ကြောင့်မြုပ်ရည်ဖြစ်တတ်တယ်အဲ့တက်လာတဲ့အမြုပ်တွေကိုကျွန်တော်တို့ကစောင့်နေရမယ်စောင့်နေလို့ရှိရင်ဘာဖြစ်လဲအမြုပ်ပြန်ကျသွားတဲ့အချိန်မှာနောက်တစ်ထပ်ဖြည့်မယ်ပြီးရင်လက်နှလုံးအလိုကျမှရပါမယ်နော်ဒီတိုင်းလေးပဲအဲ့တယ်အမြုပ်တွေနဲ့ပြည့်သွားတဲ့အခါမှာထားခဲ့ပြီးတော့ကျွန်တော်ဒီဖတ်သွားခြင်းလုံးဝမရှိဘူးနောက်ထပ်အပြင်ကိုဗာလဲဆိုလို့ရှိရင်အဲ့ဒီကောင်လေးကိုကျွန်တော်ဒီငှက်ပြီးသွားပြီဆိုလို့ရှိရင်ဒါကိုငှက်ပြီးသွားပြီဆိုလို့ရှိရင်အဲ့တဲ့လက်ကို label ကိုပြီးပြီးတော့ပြထားခဲ့ပါမယ်ပြီးရင်ဒုတိယအချိန်အဲ့တဲ့တောက်လိုက်လို့လိုအပ်နေဟလာ refill လုပ်ရမယ်ဆိုတဲ့အချိန်မျိုးမှာလည်းကျွန်တော်တို့ကမလုပ်လဲအဲ့တဲ့ကို refill ပြန်လုပ်ပြီး refill လုပ်လို့ကုန်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကန်ကိုအဲ့တဲ့ရဲ့စပွဲမှာတင်ငယ်ချင်းလုံးဝမရှိဘဲနဲ့ပြန်ပြီးတော့မလုပ်လဲတိမ်သွားပါမယ်အကယ်၍ပုံသွားတဲ့ခါမှာလည်းအဲ့ဒီကို would you like to try another drink sir would you like to try another drink madam ဆိုပြီးတော့မေးမယ်ပေါ့နော်ဒါမှမဟုတ်ရှင် would you like to try some more Coca-Cola or would you like to change another order ဒါမျိုးတွေအဲ့ဒီကိုမေးမယ်မေးတဲ့အချိန်မှာအဲ့ဒီကသူပါတော့ချင်တယ်